အားလုံးပဲမင်္ဂလာပါရှင်စုပလော့ YouTube Channel လေးရပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ဇဟင်းကားတီးစီပြန်ဟင်းလေးကိုချက်ပြမှာဖြစ်ပါတယ်ရှင်အားလုံးပဲဗီဒီယိုကိုအဆုံးထိကြည့်ပေးကြပါအောင်နော်ပထမဦးဆုံးဇဟင်းကားတီးလေးတွေကိုချက်မဲ့အနေထားလိုက်ပေါ့နော်အတုံးကြီးတုံးပါမယ်ရှင်ပြီးတော့ပြီဆိုလို့ရှိရင်တော့စားလေးခမည်းများလေးထည့်ပြီးတော့လက်နဲ့တေချာလေးစုံနေပြီးရင်အချိန်ကိုနိုင်ဝက်လောက်နှက်ထားပါမယ်ရှင်အဲ့ဒါမှချဟင်းကားတီးတွေကအခါရတာတွေထွက်သွားမှာဖြစ်ပါတယ်ပစွန်ချောက်လေးတွေကိုရေစိမ်းထားပါမယ်ရှင်ဒါကတော့လက်နဲ့ပေါ့နော်စားနဲ့တေချာလေးနေထားတဲ့ချဟင်းကားတီးလေးတွေပါဒါလေးကိုနိုင်ဝက်လောက်နှက်ထားပါမယ်ရှင်အခါကြီးထွက်သွားအောင်ပါဒါကတော့ဟင်းအတွက်ပေါ့နော်ကျွတ်သွန်ဖြူလေးသုံးမှာကိုထောင်းပါမယ်ရှင်နိုင်ဝက်လောက်စားနဲ့စိမ်ပြီးသွားပြီစားနဲ့တေချာလေးနေထားတာကိုနှက်ပြီးသွားပြီဆိုလို့ရှိရင်တော့ရေကိုစင်အောင်ဆေးပါမယ်စားငံနဲ့ဟာရီငံနဲ့ရတာကြီးပျောက်သွားတဲ့ဒီလေး၃ထပ်လောက်တေချာလေးဆေးပါမယ်ဆေးပြီးသွားလို့ရှိရင်တေချာလေးအရင်ညှစ်ပါမယ်ပြီးတော့ရင်တော့စီတက်ပါမယ်စီဘူးထဲမှာစနင်းလေးထည့်ပါမယ်ရှင်စနင်းလေးထည့်ပြီးသွားရင်ခုနကထောင်းထားတဲ့ကျွတ်သွန်ဖြူလေးတွေကိုထည့်ပါမယ်ကျွတ်သွန်ဖြူလေးထည့်ပြီးသွားပြီဆိုရင်တော့ရေဆေးတန်းစင်ထားတဲ့ချဟင်းကားတီးလေးတွေကိုထည့်လိုက်ပါမယ်ရှင်ပြီးသွားရင်တော့အရသာမုတ်ထည့်ပါမယ်ဟင်းကြုံမုတ်အရသာမုတ်ရဲ့စားဟင်းကြုံမုတ်ထည့်ပါမယ်ရှင်ငံပြာကြီးလေးနင်းငယ်ထည့်ပါမယ်ပြီးသွားရင်တော့ငပိလေးထည့်ပါမယ်ရှင်ငပိလေးကိုလည်းကြေသွားအောင်ဆုံးလေးနဲ့တိချာလေးမှွေပေးလိုက်ပါမယ်စီပြန်ရင်ဖြစ်လို့စီလေးကိုများများလေးသုံးပြထားပါတယ်ပြီးသွားရင်တော့ခုနကရေဆေးထားတဲ့ပစွန်ချောက်ကလေးကိုထည့်လိုက်ပါမယ်ရှင်ပြီးရင်အိုးအဖုံးလေးခဏဖုံးထားပြီးတော့စီပြန်လာပြီဆိုတဲ့အနေထားရောက်ရင်တော့ငရုတ်တီးခွဲချက်မုံလေးကိုထည့်လိုက်ပါမယ်အဆက်ကိုတော့ပိုနှစ်တစ်တလောက်ပေါ့နော်ရှင်းရှင်းထည့်လို့ရပါတယ်ပြီးသွားရင်တော့ရေနွေးလေးထည့်လိုက်ပါမယ်ရှင်ရေနွေးလေးကိုမြုပ်တဲ့အထိများများလေးထည့်လိုက်ပါမယ်ပြီးရင်အိုးလေးဖုံးထားပြီးတော့အရေခမ်းတဲ့အထိတည်ထားပေးလိုက်ပါမယ်အခုလိုစီပြန်လာပြီဆိုလို့ရှိရင်တော့ပေါ့နော်ရေမကြံအောင်တေချာလေးစီပြန်နဲ့တည်ထားပေးပါမယ်
အခုအနေထားပေါ်တော့စီပြန်လာပြီဆိုလို့ရှိရင်တော့ဥချလို့ရပါပြီခုဆိုရင်တော့စားလို့ကောင်းတဲ့ချေဟင်းကားတီးပေါ့နော်စီပြန်ဟင်းလေးရပါပြီအရသာလည်းအရန်မခါပဲနဲ့အရန်ကိုစားလို့ကောင်းပါတယ်ရှင်တကယ်ချင်းတို့လည်းလိုက်ပြီးဆက်စားကြည့်ကြပါအောင်နော်အားလုံးပဲဗီဒီယိုကိုအဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲတတ်တာပါနောက်ဗီဒီယိုဒီမှာပြန်တွေ့ကြမယ်နော်